ပတ်မှာလဲတရင်နိုင်တိုင်းဘိတဝဲလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကဝင်းဝရွာအနီးကိုလေရင်နဲ့နှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာတွင်းစစ်ရေးသတင်းအရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ9ရက်နေ့နဲ့4ရက်နေ့တွေမှာအဲ့ဒီဘိတဝဲအမတ်ရှစ်လမ်းပိုင်းအတွင်းဝင်းဝစစ်တပ်စခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြီးတဲ့နောက်ရသပြည်သူတွေနေထိုင်ရာဝင်းဝကျေးရွာအနီးကိုစစ်တပ်ကလေကြောင်းကနေနှစ်ရက်ဆက်တိုက်ဘုံကျဲတာတွေလုပ်နေမှုကြောင့်ရွာလုံးကျွတ်ဘေးလိုရာတွေကိုတင်းရှောင်နေရတယ်လို့လည်းဒေတာတွင်းစစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်။တိုက်ပွဲအခြေအနေကတော့စပီးချနေကြတုံးပဲလို့သိရသလိုဒီကနေ့မနက်အစောပိုင်းမှာတင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတဲ့အကြောင်းနဲ့စစ်တပ်ကလေကြောင်းကနေဘုံကျဲတာတွေလုပ်နေတဲ့အတွက်အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပုံရတယ်လို့လည်းဒေတာတွင်းစစ်ရေးသတင်းအရင်းမြစ်ကသုံးသပ်ထားပါသေးတယ်။အဲ့ဒီဘိတဝဲလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေမှုကြောင့်ရက်20ကျော်ကြာတဲ့အထိအဲ့ဒီလမ်းပိုင်းတွေကိုပိတ်ထားဆဲဖြစ်တယ်လို့ခရီးသွားပြည်သူတချို့နဲ့ကုန်ကားတွေလည်းပိတ်မိတာမျိုးတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။တော့တရင်သာကြီးမြို့နယ်6မိုင်ကျေးရွာဖုန်ကြီးကျောင်းမှာနေရာယူထားတဲ့အကြပ်ဖက်စစ်တပ်ကိုဒေါ်လာရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကအရာရှိတဦးအပါအဝင်4ဦးကတော့အသီးသီးတေကုန်ကြပြီးတနက်2လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ဘိတ်ခိုင် PDF တရင်2ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မတ်လ4ရက်နေ့မွန်းလွဲပိုင်းကပဲတနင်္သာရီမြို့နယ်6မိုင်ကျေးရွာဖုန်ကြီးကျောင်းမှာနေရာယူထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လာရင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်ဆိုပါတယ်။အဲဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကအရာရှိတဦးအပါအဝင်4ဦးကတော့အသီးသီးတေကုန်ကြပြီးနီးစပ်ရာစစ်သားမတာအလောင်း2လောင်းစီကနေတနက်2လက်ကိုပါဒေါ်လာရင်းတပ်တွေကရအောင်တက်ကောက်နိုင်ခဲ့တယ်လို့သိရသလိုတိုက်ပွဲအတွင်းတော်လိုင်းဘက်ကရဲဘော်3ဦးလည်းမစိုးရင်ရတဲ့ဒဏ်ရာအနှဲငယ်ရခဲ့တယ်လို့ဘိတ်ခိုင် PDF တရင်2ရက်တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိတနင်္သာရီမြို့နယ်ဘက်မှာလည်းတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကတပ်ဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကလည်းတော်လိုင်းတပ်တွေရဲ့နေမြေတွေကိုရရင်ရသလိုစစ်ကြောင်းထိုးတာတွေလုပ်လို့ရှိသလိုတော်လိုင်းတပ်တွေကလည်းစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တိုက်ခိုက်ချေမှုန်းမှုတွေဟာအမြဲလိုရှိနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ